သက်ကြီးပေမဲ့အချစ်ကိုစိတ်မကုန်သေးလို့နှစ်ကိုကြားစကားတွေဖွင့်ချခံလိုက်ရတဲ့လာနုထွန်းမိန်းကလေးတွေကိုအချစ်နဲ့ပတ်သက်ရင်လှည့်စားမခံရဖို့အမြဲတမ်းအကြံပေးတဲ့လာနုထွန်းကဒီတစ်ခါတော့သူ့အကြောင်းတွေပေါ်ထွက်လာပါပြီ။ရေးစားအောင်ဖြစ်သူကလမ်းခွဲပြီးနောက်မှာလာနုထွန်းပြောဆိုခဲ့သမျှနှစ်ကိုကြားစကားတွေကိုပြောင်ပြောင်တင်းတင်းဖွင့်ချပြလိုက်ပါတယ်။နှစ်ကိုကြားယုံကြည်လို့ပြောခဲ့တဲ့တန်ရုံးစင်စကားတွေလူပုံအလဲရောက်သွားပြီးနောက်မှာသူ့ကိုလှနှုတ်ထုံးလို့တောင်မှတိတ်မခေါ်ကြတော့ပဲမမဟုံဆိုပြီးတော့နာမည်ပြောင်းပေးထားကြပါတယ်။ရှိစားဟောင်းကဖွင့်ချလိုက်တဲ့အထင်မှာလှနှုတ်ထုံးဟုံးတာဆန်းတယောက်သေးကိုသာမကတခြားသောအသက်ငယ်ငယ်လူပြိုလေးတွေအများအပြားနဲ့ပတ်သက်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။တခြားမျိုးသမီးတယောက်စာဆိုရင်တော့ဒီလိုဆွဆွဲခံရတာကိုကောင်းဖို့ရင်းမှာမဟုတ်ပါဘူး။ဒါပေမဲ့မမလှနှုတ်ထုံးကတော့အသက်ငယ်တဲ့ကောင်လေးတွေနဲ့တွဲပေမဲ့အားလုံးကလူလွတ်တွေဖြစ်လို့ဘာအပြစ်ရှိလို့လဲဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ကိုပတ်စံနဲ့ကိုသဘောကျတဲ့လူပြိုလေးတွေကိုရွေးချယ်ခွင့်ရှိတယ်ဆိုတော့ပွင့်လင်းတဲ့အမြင်လည်းရှိတဲ့လာနုထွန်းကိုအားလုံးကအံ့ဩနေကြပါတယ်။တစ်ဖက်ကကြည့်ရင်တော့အသက်50နီးပါးအရွယ်ရောက်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ကကောင်လေးတွေနဲ့အချစ်ဇလန်းတွေခင်းနေတာရေးစားများနေရကရှက်စရာကောင်းတယ်လို့အပြစ်တင်ကြပါတယ်။ရေးစားဟောင်းရဲ့အောက်ဖဲလန်ဖွင့်ချမှုကြောင့်ဂုဏ်သိက္ခာတွေထိခိုက်ခဲ့ရပေမဲ့လာနုထွန်းကတော့ဘသူ့ကိုမှဂရုမစိုက်ပါဘူး။ relationship coach ဘဝကနေမမဟုံဆိုတဲ့နာမည်ပြောင်းကိုရှာထားပေမဲ့လာနုထွန်းအတွက်ကတော့အချစ်ကိုစိတ်ကုန်သွားမှာမဟုတ်ပါဘူး။လာနုထွန်းကအချစ်ကြီးတဲ့သူလားဒါမှမဟုတ်အချစ်တွေကိုဘယ်တော့မှစိတ်မကုန်သွားမဲ့သူလားဆိုတာအမြင်လေးတွေကိုမျှဝေခဲ့ပါအောင်ရှင်။